တ်များအားလုံးပဲမင်္ဂလာပါရှင်။နိုးတို့ရဲ့ PE channel လေးကနေကြိုဆိုလိုက်ပါရနော်။နိုးကတော့ PE channel လေးမှာတင်ဆက်ပေးနေတဲ့တင်ဆက်သူနိုးပါပဲရှင်။နိုးဒီနေ့မှာတင်ဆက်မဲ့ဇာတ်လမ်းလေးကတော့ကိုတွေ့ပယောဂါဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုတင်ဆက်ပေးသွားဖြစ်ပါရှင်။ဇာတ်လမ်းမစတဲ့ခင်မှာနိုးတို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။အော်နိုးတခုမြတ်တာရန်ခတ်ချင်တာကဇာတ်လမ်းလေးနားမစင်ခင်ဝီပီယာလေးခံပြီးနားဆင်ဖို့လည်းမေ့ကြပါနဲ့နော်ကဲဒါဆိုရင်တော့ဇလန်လေးကိုစလိုက်တော့မယ်နော်ကျွန်တော်နဲ့ဆရာမင်းဒေဝကမိတ်ဆွေတို့ရဲ့ဖေးချချက်ရမြဝကျွန်းမမြို့လေးတစ်မြို့တို့ရောက်ရှိလာခဲ့ကြပါပြီမြို့လေးမှာတော့မြစ်ချောင်းများပတ်လည်ဝင်းရံစင်းလျက်ရှိနေပြီးနေချင်းစပွဲလှပတာပါရီမြေကန်တစ်ချောင်းရှိဆန်းဆက်များမှာမိခိုးတလူနဲ့ရှိနေပြီးတင်မောကြီးငယ်လီတန်ပန်တို့မှာမြစ်ထဲမှာတော့ဥဒဟုတွာလာနေကြပါရီကျွန်တော်တို့ဖိတ်ခေါ်သူဦးလာထွန်းဆိုဒီမှာမြို့လေးမှာအတော်တန်ချမ်းသာသူဖြစ်ပါရီကျွန်တော်တို့ကဦးလာထွန်းနေထိုင်ရာကမ်းနားလမ်းရှိနှစ်ထပ်အင်္ဂလိပ်တို့ဆက်ဆက်မြမြကြီးရောက်ရှိလာခဲ့ပါရီဟာဆရာမင်းတို့ရောက်လာပြီလားဟေဦးလာထွန်းကဝမ်းမဒရာစီးကြပါရီဆရာမင်းဒေဝအဖျားဆို၍ဆရာမင်းလို့တုံတော်ချင်းကြောင့်ဦးလာထွန်းနဲ့ဆရာမင်းဒေဝမှာဟိုးရခင်ကလေးကတီကျွမ်းခင်မိခဲ့ကြပါရီဆရာမင်းဒေဝကကျွန်တော်နဲ့ဦးလာထွန်းကိုမိတ်ဆက်ပေးပါရီဦးလာထွန်းဆိုဒီမှာပိန်ပိန်ပပလူကောင်တတိနဲ့ဖြစ်တော်လေမျက်နှာမှာမူလွန်စွာဥပရိယုတ်ကောင်းပါရီသူ့ရဲ့ဥပရိယုတ်ကောင်းခြင်းမှာသူ့ရဲ့လူကောင်သေးပူခြင်းကိုဖုံးကွယ်နိုင်စွမ်းရှိပါပြီလို့ကျွန်တော်တွေးမိပါရီအချိန်မှာတော့နေ့လယ်7 နာရီခန့်ရှိပြီဖြစ်ရာအိမ်သူအိမ်သားများမှာကျွန်တော်တို့အတွက်နေ့လယ်စာဖွယ်ရပြင်ဆင်ပေးကြပါရီမြဝကျုံမဒေတာထွက်ငါးပစုံများအသေးရွက်များမှာလက်ဆက်ပြီးထမင်းကိုလွန်စွာမြင်စီပါရီထမင်းစားပြီးရနေကျွန်တော်တို့နှစ်ဦးအားအပေါ်ထက်ရှိအခန်းတစ်ခုတို့ခေါ်ကလက်ဖေးနဲ့မိုးချုံများကိုတဲခင်းအခန့်ပါရီအပေါ်ထက်မှာတော့ဦးလာထွန်းနဲ့ကျွန်တော်တို့နှစ်ဦးသာရှိတော့ခါဆရာမင်းဒေဝမှာဦးလာထွန်းအားကဲကိုလာထွန်းရင်စာထဲမှာခမားပြောတဲ့အရေးတကြီးကိစ္စဆိုတာဘာများတော့ဗျအဲ့ဒီလိုမေးလိုက်ပါရင်ဦးလာထွန်းကဘာမှမပြောသေးပဲကျွန်တော်မသိမသာအကဲခတ်ကြည့်လိုက်မှာတော့ပြောမှသာပြောပါဗျဒီကမိတ်ဆွေကကျွန်တော်နဲ့သူလက်တွေ့လုံးနေတူပါစိတ်ချပါရင်အဲ့ဒီလိုဆရာမင်းတီဝါကပြောလိုက်ရမှာတော့ဒီလိုပါဗျာဆရာမင်းသိတဲ့အတိုင်းကျုပ်မှာသားသမီးဆိုလို့သမီးကလေးမတ်သူစာတယောက်ပဲရှိတာလေဒီလိုနဲ့သမီးသူစာအရွယ်ရောက်လာတော့ကျုပ်လည်းမျိုးပေါ်တင်းတော်ရမေကောင်းဆွေကောင်းနေအောင်လူငယ်တယောက်နဲ့နေရာချထားပေးဖို့စီစဉ်ခဲ့တယ်ကောင်းတာပေါ့ကိုလာထုံးရင်သမီးကညာအခမလင်းစင်နဲ့ဆိုသလိုပေါ့အင်းဒါကြောင့်နေကျုပ်တို့နဲ့ခုံသူတွေကလူရတယောက်နဲ့စီစဉ်ပေးခဲ့တာပေါ့အမှန်တကယ်ဆိုဒီနေ့ဟာသမီးလေးမင်္ဂလာပွဲကျင်းပမယ်နေ့ပဲဗျဆရာမင်းอ่ะဗျာကျွန်တော်တို့မှာဦးလာထွန်းစကားကြောင့်အံ့ဩသွားကြပါရီဆရာမင်းဒေဝကလက်ဖေးခွက်ကိုချထားလိုက်ပြီးစိုးရင်စွာမေးလိုက်ပါရီမတ်သူစာလေးဘာများဖြစ်သွားလို့လဲကိုလာထွန်းဘာဖြစ်သွားတယ်ဆိုတာမကြခင်ဆရာမင်းတို့တွေ့ရပါလိမ့်မယ်ဗျာသူတို့တာဘက်ကတော့ကျုပ်သမီးလေးကိုစိတ်မနှံရှာတော့ဘူးဆိုပြီးတော့မင်္ဂလာပွဲကိုဖျက်သွားခဲ့လေရဲ့ဦးလာထွန်းမှလည်းရှက်ရွံ့ဝမ်းနဲ့နေချပါရီအခုဗမာတော့ကလေးမမတွေ့ပါလားဒီညအဲ့လာဆောင်လာများလို့14လမ်းဘက်ကကျုံမသူ့တော်အိမ်မှာတွားထားရတယ်ကဲဒါဆိုလေဘယ်လိုဖြစ်တယ်ဆိုတာသိအောင်အခုပဲတွားကြည့်ကြစို့ဗျာဆရာမင်းတင်ဝါစကားဆုံးတာနဲ့ကျွန်တော်တို့ကမတ်သူစာလေးရှိရသူစပိန်များပြထွက်ခဲ့ကြပါရီအတက်ငယ်ကြံဝင်းသောခြံဝိုင်းကလေးထဲမှာရေနံကျေးဝနေသောနှစ်ထပ်တက်တာအိမ်မဲတစ်လုံးရှိပါရီခြံပတ်လေစီးရုံမှာတော့ပုံနာရှိပ်ပင်များထူထပ်စွာပေါက်နေသောကြောင့်အပြင်ဘက်မှာရှုပ်တရက်ကြီးလိုက်တော့အိမ်ကလေးမမြင်ရပါခြံဝါးမှာခေါင်းလောင်းလေးကိုလှုပ်လိုက်ရာကလေးမလေးတူကခြံတကားလာဖွင့်ပေးပါရီဦးလာထွန်းနဲ့ပါလာတော့ကျွန်တော်တို့နှစ်ဦးအချစ်ကစိုးရွံ့သောမျက်နှာနဲ့သူတို့ဟာအဲ့ဒါလိုထင်ငေါ့စွာမေးလာပါရီခြံထဲကိုမျက်နှာစင်ဧည့်သည်ပါလာပြီးဖြစ်ပါလိမ့်မယ်လေရတယ်
ဒါနင်တို့မကူဖို့ငါပင်းလာရေးဆရာဘယ်နဲ့လေအမအချင်းကြီးကောင်းလားအခုတော့ငင်းနေရဲ့ဘဘကြီးကဲလာဆရာတို့တမရတခါတည်းစိတ်ရမ်းထပြီးတောင်းချက်တဲ့အခါကျမယိုသိစကားဆရာရင်အဝေစားတော်ကတ်ချင်တာမဟုတ်ဘူးဗျဆရာမင်းတေဝါမှာဦးလာထွန်းစကားကြောင့်မျက်မှောင်ကျုပ်ပြီးတဆွန်တစ်ခုကိုစဉ်းစားတော့ပုံရပါရီအိမ်လေးရဲ့စင်ဝင်အောင်ဝင်လိုက်တာနဲ့အေးစိမ်သွားသလိုခံစားပါရီဘာမှမမြင်မကြပါနဲ့စက်သိမ်းများဖြန့်ကနေထသွားမိသည်မှာထူးဆန်းလာပါရီအိမ်တကားအတွင်မှာဂျက်ချထားပါရီအသက်50ကျော်၍ထောင်ထောင်မမောင်မိမကြီးတယောက်တကားလာဖွင့်ပေးပါရီကျွန်တော်တို့ကဦးလာထွန်းဦးဆောင်မှုဖြင့်အိမ်မော်ထက်သို့တက်ခဲ့ကြပါရီအပေါ်ထက်ကဟောကန်ကြီးတစ်ခုဖြစ်ပါရီဘယ်လိုပစ္စည်းရများမရှိပဲရှင်းလင်းနေပါရီပရင်းတကားများအကုန်ပိတ်ကဂျက်ချထားပါရီအပေါ်ထက်အင်လန်တာနာမှာအဝိစာဖြိုးပြဲနဲ့မိမပြိုတူစပင်ဖားလျားကြပြီးစောင့်ကြောက်ထိုင်နေရကိုတွေးရှိရပါရီအဲ့ဒီမိမပြိုလေးကဆရာမင်းတေဝါကိုလက်ညှိုးထိုးရင်ရုတ်တရက်စူးဝအတကုံထရပါရီရှေတန်ကကျေတရက်ကျေလာပြီးအတန်မှာအကွဲလာပါရီတမီဟဲ့တမီသူဆောင်ဦးလာထွန်းကတမီဖြစ်သူဟန်ပါရီမရမတ်သူစားမမှုဆရာမင်းတေဝါကိုသာလောင်ပြောင်ရေမောနေပါရီအခန်းအလင်းအောင်ပေးထားသော60ဝက်အားမီးလုံးလေးပင်တက်ဖြက်ဖြက်မြင့်တောင်ခတ်လာပါရီဆရာမင်းတေဝါကမတ်သူစားပေးမှဖြက်ကခေါင်းရင်းဘက်မှဝင်ထားလိုက်ပါရီကျွန်တော်နဲ့ဦးလာထွန်းမှလှေကားထိတ်နာခက်လန်းလန်းမှကြံရင်ကအချိန်ကြီးစောင့်ကြည့်နေပါရီဆရာမင်းတေဝါကကျမ်းပြုတ်လက်ဝါးနဲ့အသာပို့လိုက်ပါရီတိတ်ဆန်မတ်သူစားကိုစစ်စစ်ကြည့်ပြီးအမိတ်ပေးလိုက်ပါရီရှေတံမတိကနေရက်တန့်သွားပါရီမတ်သူစားမှာစောင့်ကြောက်ထိုင်လျက်ကပင်ဆရာမင်းတေဝါနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်အနေထားပြောင်းလိုက်ပါရီမျက်လုံးပြူကြီးများဖြင့်ဆရာမင်းတေဝါကိုစိုက်ကြည့်နေပါရီခန္ဓာကိုယ်ကိုရင်းထိုးလှုပ်ရှားနေပါရီနာမည်ပြောစံဆရာမင်းတေဝါကအာနာတဖြင့်မေးတာကိုမတ်သူစားမဖြေပါခေါင်းခါရင်ပြပါရီဘယ်အရက်ကလေခေါင်းခါမြဲပင်ဘာကြောင့်အခုလိုလှုပ်ထားလဲအဲ့ဒါလည်းမဖြေပါဘာလို့ချင်းလို့လဲအဲ့ဒါလည်းမဖြေပါကောင်းပြီဒီမှာကြည်စံဆရာမင်းတေဝါကညာလက်ဖွားပေါ်မှာဘယ်လန်ညိုးပြေးတစုံတရာကိုရေးဆွဲဆင်လိုက်ပါရီအဲ့ဒီနောက်လက်ဖွားမတ်သူစာမျက်နှာရှိဖြတ်ပြလိုက်ပါရီမတ်သူစာကလက်ဝါးကိုမျက်နှာနဲ့အုပ်ပြီးနောက်ပြန်လဲကျသွားခြင်းဖြစ်ပါရီကျမ်းပြင်ပေါ်မှာညင်းညူအော်ဟစ်တွတ်လိမ့်နေပါရီဆရာမင်းတေဝါကလက်ဝါးကိုပြန်ဆုပ်လိုက်ပါရီကဲထဆန်မတ်သူစာမှာဖြင်းချင်းစွာထားလိုက်ပါရီခြေစင်းမိထိုင်ဆန်မတ်သူစာမှာအမင်းကိုခန့်တက်တက်လုံနေသေးပါရီဆရာမင်းတေဝါကညာလက်ကိုမြှောက်လိုက်ပြီးမှပြောတဲ့အတိုင်းခြေစင်းမိထားလိုက်ပါရီမတ်သူစာချင်းမနှစ်ချောင်းမှပုတ်ကတ်နေသည်မှာကျိုးပြပူးချထားသလားပင်ထင်ရပါရီကျွန်တော်မှဆရာမင်းတေဝါနေတူပွဲတော်တော်များနှွဲဖူးပေးအောင်မတ်သူစာအတစုံတယောက်ကပြူစာထားတာကြောင့်အမောင်ဘရော့ကဝင်ပူးနေမှခြေစင်းထိုင်ပုံကြည့်ပြီးဆုံးဖြတ်နိုင်ပါရီဆရာမင်းတေဝါကညာလက်ဖွားကိုမတ်သူစာကောင်းမအုပ်မှုပြီးရခင်မေးခဲ့သောမေးခွန်းများတိုင်ပင်ပြန်မေးလိုက်ပါရီမတ်သူစာတွင်ဝင်ပူးနေသောအမောင်ပြောကမှာတော့ဆရာမင်းတေဝါ၏လက်ဖွားပေါ်မှာပညာဆက်ကြောင်းဆရာမင်းတေဝါ၏လက်ဖွားပေါ်မှာပညာဆက်ကြောင်းမငင်းဆန်နိုင်ပေမချင်းမချန်ဖြစ်ရပါရီရှေဆက်နာတပန်းပင်ရမဲကြည့်ပါအစာစားရမယ်ဆိုပြီးစေခိုင်းလို့ပါမတ်သူစာတန်းပုတ်ကတ်နေတော့အမောင်ပြောကမှာတော့ကန်းနာဆက်ရေးတပန်းပင်မှာနေထိုင်ခွင့်ရှိတော့တရဝါဖြစ်ကြောင်းသိရပါရီကိုညာကိုပြန်စမ်းဆရာမင်းတေဝါကရေတပန်းပင်မှာအကောင်ကိုလေတံမမဖြစ်အမိန်ပေးမောင်းထုတ်လိုက်ပါရီအဲ့ဒီတရဝါကိုမတ်သူစာကိုမှမောင်းထုတ်လိုက်တာနဲ့သူ့ကိုကျူမီကျိုးကနေတော့ပညာတဲ့မှာချက်ချင်းရောက်ရှိလာပြီးမတ်သူစာထက်မှဝင်ရပိုးကတ်လေးပါရီငါးနေကိုကျူးတဲ့မလောက်လေးမလောက်စားဆရာဆုပ်မတ်သူစာမှာချက်ချင်းပင်
မျက်နှာထားရောအသက်မှပြောင်းသွားပြီးဆရာမင်းဒီဝါရန်တွေ့ပါရီလေတံကဝဲတဲဖြစ်ပါရီတေချင်းလို့လာလျှောက်တာဆရာဆောက်ရဲ့ခမရကျုပ်ကိုမခံလေးစားပြောရအောင်ဘသူမို့တော့ကိုနမရောကိုထုတ်ပြောဝင်ရလားအောင်မလာချေသေးရဲ့ဟဲ့ဆက်လက်ကျိုးအဆင့်ရှိရဲ့ရောနေရစောကြွယ်တယ်ဟေးဆရာမင်းတေဝါမှာနားထောင်ပြီးခေါင်းတငိမ့်လုံနေပါတယ်ကျွန်တော်ဆရာနဲ့တူပွဲတွေ့ကွင်းစိမ့်ဖို့သူဖြစ်ရာအဲ့ဒီပညာသည်ပညာခုံမောက်ပြီးသူ့နာမည်သူ့ပညာအစဉ်သူ့ကျက်စားအနေတို့ကိုဖော်ပြလိုက်ခြင်းကသူ့သေးတွင်တူတူလာခြင်းဖြစ်ပါတယ်ဆရာမင်းတေဝါကအဲ့ဒီပညာသည်မိမရက်တီတာကိုအုပ်ချုပ်သူပိုင်ရဆိုင်ရာနှက်များကိုသူ့ညာဘက်ပခုံးထက်ဝေကြတော်မူရန်ပင်းဖိလိုက်ပါတယ်မတ်သူစာကိုထဲမှာပညာသည်စောကြွယ်ကခေသူမဟုတ်ဆရာနှစ်ကြီးများကိုမပင်းဖိမိကလေးမှာလက်ကိုဝေရန်ကဆက်ကျိုးများထုတ်လို့တက်ခတ်လိုက်ပါတယ်အမဲရောင်ကျိုးမြင့်ကလေးများမှာတက်ရှိမွေတရဝါများတစ်ဖွဲလှုပ်ရမ်းပြီးဆရာမင်းတေဝါရဲ့မျက်စိနားနှာခေါင်းဒေါ်ရပေါက်များသို့ဥတီပြီးပြေးဝင်လာကြပါတယ်ကျွန်တော်အဲ့ဒီဆက်များကိုမြင်နိုင်စွမ်းရှိခြင်းမှာဆရာမစက်ကူတိတ်ထိဖွင့်ပေးထားခြင်းဖြစ်တော့ကြောင့်ဖြစ်ပါတယ်ယခုလိုပညာသင်များနဲ့တိုက်ခတ်သောအကြောင်းအရာများကိုတက်ချိန်မှာပြန်လည်ရေးသားဖော်ပြလိုကြောင်းဆရာထံခွင့်တောင်းဖို့ရာဆရာလည်းခွင့်ပြုပါတယ်အဲ့ဒီလိုရေးသားရမှာထဲထဲဝင်သိရှိစေနိုင်ရန်အတွက်ယခုလိုပွဲများမှာပွဲစာနဲ့ကျွန်တော်ရဲ့စက်ကူတိတ်ထိကိုဖွင့်ပေးထားခြင်းဖြစ်ပါတယ်ဒါကြောင့်ရန်ဖန်ရန်ကအချိန်နဲ့ရဆရာကိုကျွန်တော်ဝင်ရောက်ကူညီနိုင်သည်များလည်းရှိပါတယ်ဆရာကအဲ့ဒီမိမဆက်များအင်းများမြန်လိမ့်မယ်လို့ထင်ထားဖို့မရပါဘူးဆိုင်ရာနှက်များကိုအာရုံပြုပင်းဖိနေခြင်းမလေးအငိုင်းမိမလိုပဲဖြစ်နေပါတယ်နောက်တော့ရန်နေဆိုရင်လေးရန်သွားပြီးညာလက်ကိုဖြန့်ထုတ်လိုက်ရမှာအဖြူအလေးနဲ့တစ်ခုထွက်လာပြီးငွေများတစ်ဖွဲတွန့်လည်နေသောစက်ကြိုးမင်းများကိုတီကနေဖြတ်ချလိုက်တော့ပါတယ်ရုတ်တရက်အခန်းထဲမှာအမွှေးနဲ့တစ်ခုလှိုင်းထွက်လာပါတယ်ကျွန်တော်ဝမ်းသာသွားပါတယ်ဆရာပင်းဖိလိုက်တော့ဆိုင်ရာနဲ့တစ်ပါးကြော့လာပြီးမတ်သူစာကိုထဲမှာပူးနေသောစောကျွေမှာဆရာသမာတိကိုပြပြစေရန်မတ်သူစာရဲ့အင်းကြီးနဲ့ထမင်းကိုချွတ်ကြရန်ကျူးစာလေးပါတယ်။ပတ်စံမှာအကျုပ်သားအနတ္တများကိုပြောဆိုလေးပါတယ်။နင့်ကိုလှုပ်မရအောင်ကျိုးနဲ့တုံးမှဖြစ်မယ်။ဆရာမင်းတေဝါပတ်စံမှာအဲ့ဒါလိုပြောလိုက်တာနဲ့စောကျွေမှာတုပ်ကနေရက်သွားပါတယ်။လက်နှစ်ဖက်မှာခါးနောက်နာချက်ချီခတ်ပြလျက်မမြင်ရတော့တစုံတစ်ယောက်ကချက်ချင်းတုံနိုင်လာပုံရပါတယ်။ဒူးထောက်ခိုင်းမှဖြစ်မယ်။လွန်စွာအာတန်တူတို့ကချုပ်ကန်ပြီးဒူးထောက်စိတ်ခိုင်းလိုက်တယ်လို့ပင်ရုံရင်ကန်ရင်မှဒူးထောက်လျက်သာဖြစ်သွားပါတယ်။နေပညာငါသိမ့်မယ်။ပညာအပ်ပါ။ဆရာကဘယ်လဝါဖြန့်ကပညာအပ်ခိုင်းပါရီ။စောကျွာခေါင်းမှာပါတယ်။မပေးနိုင်ငါပညာကောင်းပြီ။ပါဇက်ကိုပိတ်ထားပြီးဒဏ်တစ်ချက်ခတ်ပါ။မတ်သူစာနှက်ခမ်းနှလောမှာတင်းတေးစိတ်ပိတ်သွားပါရီဟူးမတ်တူစာထံမှာမချိတင်ကညူတန်ထွက်လာပြီးကြောကော့ထွက်သွားပြီးခေါင်းငိုက်ဆိုင်ကြပြီးတက်ဆက်ဆက်တုံနေပါရီမြင်ကွေးကိုကြည့်ပြီးကျွန်တော်ဘေးမှာဦးလာထုံကတုံလုံးချချသွားပါရီတမီဦးလာထုံစိတ်ထိမှပြန်အခုဟာဦးလေးသမီးမဟုတ်သေးပါဘူးပညာတဲ့စောကြဲပါသူ့ကိုတန်ခတ်နေရပါဦးလာထုံမှာတမကြီးဟိုနဲ့ချကမျက်တာမခတ်ပဲအချင်းတွေကိုစက်ကြည့်နေပါရီဆရာမေးပါရီကဲနင်းပညာအတားတကြီးအပ်မလားငါနှုတ်ယူရမလားငါနှုတ်ယူရင်နင်းသက်ဆိုးမရှိဖြစ်သွားလိမ့်မယ်အပ်မလားစောကြွာဆရာကိုမီးဝင်းတောက်နေသောမျက်လုံးများဖြင့်အာခန့်ကပြန်ကြည့်နေပါရီကောင်းပြီလေနင်းထိုင်နဲ့နင်းကံမောဆရာတစုံတစ်ခုကိုဆုံးဖြတ်လိုက်ပုံရပါရီအိတ်ထဲမှာတထွာခန့်ရှိရဲ့တန်လျက်ကလေးတစ်လက်ကိုထုတ်လိုက်လေပါရီတန်လျက်ပြေစောကြွချိန်ရပညာနှုတ်တဲ့အမေးပြန်တဲ့ကိုအထက်ပုဂ္ဂိုလ်များကိုဆောင်အတန်နေအတန်ထပြေရွတ်ဆိုကနာယီနေရအချိန်တိကျပြေရွတ်ဆိုလျောင်းစောကြွမှာတော့မြေမှာဖြစ်လူကလူးလက်နေရပါရီဆရာပါစံမှာပြန်နှံရွတ်ဆိုတဲ့တိကနေပြီးဆုံးသွားတာနဲ့တွန့်လင်လူးလက်နေတော့စောကြွသို့မဟုတ်မတ်သူစာကလေးမှာ
စက္ကနဲ့ငြိမ်ချသွားပါသည်ကျွန်တော်နှစ်ပေးမှာဦးလာထွန်းလင်းသမီးအဲ့ဒါလိုအော်ရက်ကမတူစာတန်ပြေးကပ်သွားပါသည်နာယူကြည့်လိုက်ရညနေ3 နာရီတိတိဘာမှမဖြစ်ပါဘူးကိုလာထွန်းခဏနေသတိရလာပါလိမ့်မယ်ကိစ္စပြီးသွားပါပြီသတိရလာရင်ရေလေးပါလေးတက်လိုက်ပါစိတ်ချပါပြီဟုတ်ကဲ့ပါဆရာမင်းဟုတ်ကဲ့ပါဦးလာထွန်းမအောက်ထက်မှမိမငယ်လေးနဲ့အတော်ကြီးကိုအပေါ်ထက်ကော့ကမတ်တူစာလေးရဲ့ကပုတ်ကရုပ်အဝတ်စားများကိုပြင်ဆင်စီပါသည်ကျွန်တော်တို့သုံးသားအောက်ထက်တို့ဆင်းလာပြီးဧကန်းမှာထမ်းလိုက်ကြပါသည်ခမည်းနဲ့စီးပွားပြန်ဘက်ကမကြည့်နဲ့လို့ပညာတဲ့အဖိုးခပေးပြီးလောက်တာပဲကိုလာထုံးဘသူဆိုတာသိချင်သေးသလားဆရာမေးလိုက်ပါရင်မသိချင်ပါဘူးဆရာမင်းစီးပွားရေးမှာကျုပ်ကဖြောက်ဖြောက်တက်တက်မမှန်ကန်လုပ်ပြီးတော့ချမ်းသာလာတာပါဒါအောင်မလိုတဲ့သူတွေရှိမှာပေါ့လေကိုယ်ကန်ရှိလို့အလုတ်ခံရတာပဲမှတ်ပါတယ်ဦးလာထုံးမှာတော့တရားနဲ့ဖြေပြောပါတယ်ဖေဖေအဲ့ဒီချိန်မှာလေကားပေါ်မှာမတ်တူစာကလေးဆင်းလာပြီးသူ့ဖေကိုနှုတ်ဆက်ပါတယ်သမီးနေကောင်းလားဦးလာထုံမှာဝမ်းသာအရာဖြင့်သမီးဖြစ်သူမေးပါတယ်ဟုတ်တယ်ဖေဖေသမီးကိုနေကောင်းသွားပါပြီဟိုရက်တွေကဘာတွေဖြစ်နေမှမသိတာစိတ်တွေရှုပ်နေပြီးအိမ်မှာလည်းမဟုတ်ပဲဘယ်တွေမှလည်းမသိဘူးရှောက်သွားနေမိတယ်အေးအခုတော့တရားဆရာကုတ်ပြီလို့သမီးလေးဝေဒနာပျောက်ခဲမှာကွယ်ကဲဆရာဦးချပြီးကြောလိုက်အောင်မတ်သူစာမချက်ချင်းပဲဆရာမင်းတေဝါဦးချကြောကကျေးဇူးတင်ကြောင်းပြောရှာပါသည်နောက်နေ့မနက်သင်းပေါ်နေ့ပြန်ရင်စီစဉ်ထားပြီးဖြစ်ရကျွန်တော်တို့မှာတော့အဲ့ဒီနေ့ညနေပိုင်းသားလင်းမျိုးလေးတပတ်ပတ်ကြီးရဲ့အချင်းရှိပါသည်ကျွန်တော်နဲ့ဆရာကဦးလာထွန်းစီစဉ်ပြီးတော့စပိန်ကိုစီဖြစ်မြို့လှည့်လည်ကြပါသည်မြို့ဝကျုံမောင်မြို့ကလေးရဲ့ညနေစည်းစာမှာလှပကျင်းနှုတ်ဖွယ်ဖြစ်ပါသည်အကျော်တဲကလေးတစ်ခုတို့ရဲ့ဝင်စားကြရလွန်စွာလက်ရကောင်းသောအကျော်ဆိုင်ဖြစ်တာကိုဝန်ခံကြရမည်လေအကျော်တဲ့မိမကြီးနဲ့အကျော်လာဝဲသူချိုးပြောနေသောစကားတန်ကကျွန်တော်နားထဲဝင်လာပါသည်ညနေ3 နာရီလောက်ပြတ်မှာပေါ့ဖြုံးစားကြီးတေးတာဟဲ့အကောင်းကြီးကနေလေအိပ်ရတယ်ခဏလဲလိုက်အောင်မေးဆိုပြီးဝင်အိပ်လိုက်တာတဲ့တော်တော်နဲ့မနိုးလို့နှိုးကြည့်တော့မှအသက်မရှိမှန်သိရတာဟဲ့ဒါနဲ့ကြောကုန်းမှာမီးလောင်ဘူးဆိုတာပါလေမီးလောင်ဘူးမဟုတ်တော့ရင်အရိုက်ခင်ရတဲ့အရှိုးရကြီးကြောကုန်းမှာအထင်သာချင်းဒဏ်ရာအသားတွေကိုနစ်နေတာအဲ့ဒီအရာကြီးကမီးလောင်ထားသလိုမီးကျွမ်းနေရလေဟဲ့အေးရတယ်အိမ်ညာဘသူကမီးတုံးနဲ့ဝင်ရမတော့ရှယ်လေသိရမှာပေါ့အိမ်ရှိမှသူ့ယောက်ျားပါလားတယောက်လုံးထိုင်နေရအမကြီးအမတို့ကျမတို့ညံမရမသိရပြီလောကကြီးမှာအများကြီးပါပဲအခုဒေါ်မြချွေသိတာကိုပဲကြည့်အေးနင်ပြောရလေဟုတ်ပါတယ်ဟဲ့အဲ့ဒီလိုအပြန်လေပြောဆိုတမ်းများကြောင့်ကျွန်တော်ကဆရာမင်းတီဝါမျက်နှာကိုဖြတ်ခနဲ့ကြည့်မိလိုက်ပါတယ်ဆရာကတော့ဖာတိဖာတာနဲ့မသိသလိုနေပါတယ်အကျော်စားလိုက်ရင်နွေးချမ်းတောက်လိုက်နဲ့လွန်စွာခင်းတွေ့နေပုံရပါတယ်နောက်နေ့မနက်မှာကျွန်တော်တို့ကအေယာဝတီသင်းမော်ကြီးဆင်းပြီးရန်ကုန်သို့ပြန်ခဲ့ကြပါတယ်ပရိသတ်များရှင်နှုတ်ခုတင်ဆက်ပြည့်စံလိုက်ကတော့ကိုတွေပရော့ကာဆိုတဲ့ဇရလေးရဲ့အစဆုံးကိုတင်ဆက်ပေးကြဖြစ်ပါရှင်နောက်နေ့မှလည်းဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ဇရလေးကိုတင်ဆက်ပေးမလဲဆိုတာပရိသတ်များနူးနဲ့တူတူစောင့်မျှော်အပ်ပေးကြပါအောင်ရှင်နှုတ်တို့ချန်နယ်မှာတင်ဆက်ပေးနေတဲ့ဇရလေးမြောက်နားစဉ်ပရိသတ်များအလုံးဘဝမောများပြည့်ပြောင်းနိုင်ကြပါစေလို့နှုတ်တို့ချန်နယ်မှာဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်ကဲနောက်နေ့မှပြန်ဆုံတွေ့မယ်နော်ဘိုင်ဘိုင်